ဒါကြီးဥခင်ကြီးကိုကျွန်တော်နည်းနည်းလေးပြောချင်တယ်ဗျကျွန်တော်ပြည်ခိုင်ပြိုးကိုမဲထဲလို့ရအောင်เนาะမဲပေးနိုင်အောင်နည်းနည်းကူညီပါဗျာเนาะဟိုဆိုတော့ကျွန်တော်သဘောထားလေးပေါ့เนาะအဲ့တော့ကျွန်တော်အဲ့ဒီမှာအင်းစိန်မှာเนาะဖတ်တဲ့ကျွန်တော်သတင်းစာကြီးဖတ်တဲ့ချိန်မှာเนาะကျွန်တော်ဒါလေးတစ်ခုကိုကျွန်တော်တော်သဘောကျတယ်ဗျာเนาะဖလုံစောဒီမိုကရက်တစ်ပါတီကเนาะမဲဆွဲသွားတာเนาะအဲ့ဒီကခက်တာဖလုံစောဒီမိုကရက်တစ်ပါတီကလည်းကျွန်တော်တို့ကြိုက်ထုံမှာရွေးခံမှာမဟုတ်ဘူးဗျာသူကကရင်ပြည်နယ်အတွင်းမဲ့ရွေးခံမှာเนาะကရင်တိုင်းသားပါတီမှာเนาะအဲ့ဒီပါတီကဒါဒုတိယဥက္ကဋ္ဌဒေါ်ယူစနာဝါเนาะသူပါတီရဲ့ဟာကိုပြောသွားတယ်ဥက္ကဋ္ဌကြီးရဲ့အဲ့ဒီမှာကျွန်တော်တော်တော်ကြိုက်တယ်အဲ့ဒီပါတီကိုသို့တော်လည်းအဲ့ဒီပါတီကိုကျွန်တော်ကမဲပေးဖို့ခက်နေတယ်ကြိုက်ထုံမှာရွေးမခံဘူးသူတို့ကအဲ့တော့သူရဲ့ပါတီမူဝါဒကျွန်ုပ်တို့ပါတီသည်တဲ့မနှင်းဆဲခြင်းနဲ့အမှန်ကိုသာပြောဆိုခြင်းနဲ့မခိုးဝှက်ခြင်းနဲ့နော်မခိုးဝှက်ဘူးတဲ့သူတို့ပါတီကနော်အဲ့ဒါလေးတွေနော်ဥက္ကဋ္ဌကြီးတို့ကအဲ့လိုမျိုးသဘောထားလေးတွေကျွန်တော်ပေးမယ်ဆိုရင်ငါတို့ပါတီကတော့မခိုးဘူးနော်ငါတို့ပါတီကတော့ပြည်သူတွေကိုမနှင်းဆဲဘူးနော်ငါတို့ကတော့အမှန်ကိုပဲပြောမယ်အဲ့လိုမျိုးပေါ့မြတ်တော်အကြီးကိုကြည်ခြင်းနဲ့နော်ငါတို့ပါတီကတော့မြတ်တော်ကြီးကိုကြည့်မယ်ငါတို့ပြည်ခိုင်ပြိုးကတော့ငါတို့ပြည်ခိုင်ပြိုးကတော့မခိုးဘူးနော်မိမိအတွက်မသိမ့်ပိုက်ခြင်းနဲ့မိမိတို့ငါတို့ပါတီကတော့မိမိတို့တော့မိမိအတွက်ဘာမှမသိမ့်ပိုက်ဘူးနော်ဒီဟုသောလူသားတို့ဤကြေးဖို့ငါးပြာကိုလေးစားလိုက်နာသောပါတီဖြစ်တယ်တဲ့ဟာပြည်ခိုင်ပြိုးပါတီသာအဲ့လိုဆိုကျွန်တော်ပြည်ခိုင်ပြိုးကိုမဲပေးပြီဗျာနော်ကျွန်တော်ဥက္ကဋ္ဌကြီးအဲ့ဒါလေးပြောခြင်းတယ်နော်ကျွန်တော်တို့ပါတီသည်မနှင်းဆဲခြင်းအမှန်ကိုသာပြောဆိုခြင်းမခိုးဝှက်ခြင်းမြတ်တော်အကြီးကိုကြည်ခြင်းမိမိအတွက်မသိမ့်ပိုက်ခြင်းဒီဟုသောလူသားတို့ဤကြေးဝတ်ငါးပြာကိုလေးစားလိုက်နာသောပါတီကြီးဖြစ်သည်တဲ့ဖလုံစောပါတီဟာကောင်းလိုက်တာဗျာဥက္ကဋ္ဌကြီးထွက်ပြောပါတို့ပါတီကလည်းအဲ့လိုပဲဟေ့ဆိုရင်ကျွန်တော်ပြည်ခိုင်ပြို့မဲပေးမယ်ဗျာနော်ကျွန်တော်လည်းမဲပေးမယ်လို့ပြောလာပြီးသားနောက်တစ်ခါသူ့ရဲ့ပါတီသဘောထားတွေကအကြမ်းမဖက်ခြင်းတရားမှန်ကန်မှုတရားမျှတခြင်းတို့ကိုလေးစားလိုက်နာမယ်ဟာအကြမ်းမဖက်ဘူးတဲ့နော်ဒို့ပါတီဟာဟုတ်လားအကြမ်းမဖက်ဘူးဘယ်ပြည်သူမှအကြမ်းမဖက်ဘူးနော်အကြမ်းမဖက်ခြင်းကိုလေးစားလိုက်နာမယ်မှန်ကန်မှုတရားကိုလေးစားလိုက်နာမယ်တရားမျှတခြင်းကိုလေးစားလိုက်နာမယ်ဟာကောင်းလိုက်တာဗျာဥက္ကဋ္ဌကြီးအဲ့လိုထွက်ပြောတို့ပြည်ခိုင်ပြိုးကလည်းအကြမ်းမဖက်တဲ့လမ်းစဉ်ပဲဟေ့နော်မတရားမှုဟုသည်များကိုပြည်သူနဲ့အတူငြိမ်းချမ်းသောနီလာဖြင့်ဆန့်ကျင်တိုက်ဖြတ်မည်တဲ့ဟေးတို့ပြည်ခိုင်ပြိုးပါတီတဲ့မတရားတဲ့မှန်သည်များကိုပြည်သူနဲ့အတူငြိမ်းချမ်းတဲ့နီလာနဲ့ဆန့်ကျင်တိုက်ဖြတ်မယ်အဲ့လိုပြောအဲ့လိုဆိုကျွန်တော်ပြည်ခိုင်ပြိုးကိုမဲထည့်မယ်ဗျာလူသားတိုင်းစိုးရင်ကြောက်ရွံ့ခြင်းမှကင်းဝေးအောင်မှန်ကန်မှုအကြမ်းမဖက်မှုတရားမျှတမှုများထွန်းကားလာအောင်ပြည်သူနဲ့အတူပူပေါင်းဆောင်ရွက်မည်တဲ့ဟာကောင်းလိုက်တာဗျာနော်နောက်တစ်ခါမိမိတိုင်းပြည်အပေါ်မတရားကင်တွယ်ခြင်းခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းချဲလဲခြင်းအခွင့်အာဏာသုံးခြင်းဖိနှိပ်ခြင်းများပြုလုပ်လာသူဟူသည်များကင်းဝေးစေရန်ပြည်သူများနဲ့အတူအကြမ်းမဖက်သောနီလန်းဖြင့်အောင်မြင်မှုရသည့်တိုင်အောင်ပူပေါင်းဆောင်ရွက်မယ်ဟာကောင်းလိုက်တာဗျာဥက္ကဋ္ဌကြီးရဲ့အဲ့လိုဒီဥက္ကဋ္ဌကြီးတို့ပြည်ခိုင်ပြိုးပါတီသဘောထားပေးပါပြည်ခိုင်ပြိုးပါတီကနော်ကိုယ်တိုင်းပြည်ပေါ်မတရားမကင်တွယ်ဘူးပြည်သူပေါ်ခေါင်းမုံဖြတ်အမျက်မထုတ်ဘူးပြည်သူပေါ်မချဲလဲဘူးအခွင့်အာဏာသုံးပြီးပြည်သူကိုမဖိနှိပ်ဘူးနော်အဲ့လိုလှုပ်လာတဲ့ဟာမှန်သမျှကိုပြည်သူနဲ့အတူအကြမ်းမဖက်တဲ့နီလန်းနဲ့နော်အဲ့လိုလှုပ်တဲ့လူတွေကိုအောင်မြင်သည့်အထိနော်ပူပေါင်းဆောင်ရွက်မဲတဲ့နော်အဲ့ဒါကောင်းလိုက်တာဗျာနော်အဲ့တော့ဥက္ကဋ္ဌကြီးကအဲ့ဒါလေးတွေနော်ပြောပေးပါအဲ့လိုလေဥက္ကဋ္ဌကြီးကအရေးကြီးဆုံးလေပါတီဥက္ကဋ္ဌကြီးကပါတီရဲ့သဘောထားပေါ့ဟိုဘူးလဲဦးလားရွှေတို့ဘာတို့ဟိုမဲဆွဲစီယုံနဲ့ကိုနေအောင်တို့ပြောရဲဆိုတာအမှန်တော့ဘောင်းမဝင်ဘူးဗျနော်ဥက္ကဋ္ဌကြီးပြောမှပြည်ခိုင်ပြိုးပါတီရဲ့ CEC ဥက္ကဋ္ဌကြီးပြောမှဘောင်းဝင်တယ်နော်အဲ့တော့နော်ခိုးလာတွေဘူးလက်တို့ဘာတို့ပြောတာဟိုဗာလဲအမုန်းကျိတ်မယ်တို့ဟောလားကိုနေအောင်ပြောတဲ့ဗာလဲအကုန်သတ်တို့ပါဘူးဒါကျွန်တော်တို့စည်ရင်းနဲ့မထည့်ပါဘူးနော်ဥက္ကဋ္ဌကြီးကိုယ်တိုင်ကခုနအဲ့ဒါလေးတွေပြောပေးပါအကြမ်းမဖက်ရေးတရားကိုလေးစားလိုက်နာမယ်
နော်ကျွန်တော်တို့ပါတီကမခိုးဝက်ဘူးနော်ဘယ်သူ့မှမငင်းဆဲဘူးအမှန်ကိုပဲပြောမယ်နော်မိမိအတွက်ဘာမှမသိမ့်ပိုက်ဘူးနော်ဖလုံစောပါတီရဲ့ခိုင်ယူရက်လို့အဲ့လိုပြောပြေခိုင်ပြိုးကိုကျွန်တော်မဲထဲမယ်ဗျာဥခင်ကြီးရဲ့နော်အကုန်လုံးလည်းပြည်သူတွေလည်းအဲ့ဒါပြေခိုင်ပြိုးကိုအဲ့လိုပြေခိုင်ပြိုးကအဲ့လိုပြောလိုက်ပြေခိုင်ပြိုးကိုမဲဝိုင်းထည့်ကြဗျာဘာလို့ဆိုတော့ပြေခိုင်ပြိုးကဘော်ဒီအောက်ပိုင်းကောင်းတယ်သူ့မှာလူတော်တွေရှိတယ်တိုင်းပြည်ကိုအုပ်ချုပ်နိုင်တယ်နော်ဒါလေးတွေလှုပ်လိုက်ရင်ပြေခိုင်ပြိုးကပွဲပြီးပြေခိုင်ပြိုးကိုဝိုင်းထောက်ခံကြဗျာအဲ့ဒါဆိုဘော်ဒီလည်းအောက်ပိုင်းကောင်းတယ်ပြည်သူရဲ့အားပေးမှုကိုလည်းရတယ်ဆိုရင်တကယ်ကျွန်တော်တို့တိုင်းပြည်မှာဟာလားနိုင်ငံရေးမောင်းနှင်အားကောင်းတဲ့တက်ချုပ်ကြီးပြောသလိုနိုင်ငံရေးမောင်းနှင်အားကောင်းတဲ့အစိုးရတရားဖြစ်လာမယ်အဲ့ဒီတော့မှနိုင်ငံရေးမောင်းနှင်အားကောင်းမှစီးပွားရေးမောင်းနှင်အားကောင်းမယ်စီးပွားရေးမောင်းနှင်အားကောင်းမှကာကွယ်ရေးစွမ်းမကားတွေတိုးတက်လာမယ်ဒါတက်ချုပ်ကြီးပြောသွားတာအဲ့လိုဖြစ်ဖို့ကိုဟုတ်လားပြည်ခိုင်ပြည်ပါတီကအဲ့လိုပြောရင်ပြည်သူအားလုံးကဟုတ်လားတရက်လုံးကပြည်ခိုင်ပြည်ကိုဝိုင်းဝန်းထောက်ခံကြဗျာဝိုင်းဝန်းမဲပေးကြပါဟုတ်ကဲ့ကျွန်တော်ငါမင်းဆွေပါဗျာအားလုံးအဆင်ပြေကြပါစေမြန်မာနိုင်ငံတော်ကြီးအများငြိမ်းချမ်းပါစေ